အဲ့တော့လောကမှာဥပုပ်ဆိုတာတခြားဘာသာတွေကလည်းဥပုပ်ဆောင်တာရှိကြသေးရှိတာပဲရှိတာသို့တော့ရည်ရွယ်ချက်ချင်းတော့တူချင်မှတူဘုရားဘာသာတွေရဲ့ဥပုပ်ကသူကအင်္ဂါ၈ချက်နဲ့ပြည့်စုံဥပုပ်ဆိုဒီမှာဥပဝတ္တထဥပဆိုတာပြည့်စုံတာဝတ္တထကနေထိုင်ကိုချင်းတရားကိုအထုတလိဆောက်တည်ပြီးတော့အဲ့ဒီကိုချင်းတရားနဲ့ပြည့်စုံစွာနေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရဥပုပ်ဆိုတာနော်ကိုချင်းတရားနဲ့ပြည့်စုံနေတယ်ဆိုတာသတ်မှတ်ထားတဲ့ရက်မှာတရားဝရကောင်းကောင်းမတတ်မိတတ်မိခြင်းမဖြစ်အောင်သူများတဲ့တတ်ခြင်းမရှောင်းတယ်သူများဥစ္စာခိုးယူခြင်းမရှောင်းတယ်မွန်မြတ်တဲ့ဟာကိုအထုတလိနှုတ်မြက်ပြီးတော့ရှောင်ခြင်းအပြမစရိယအမြတ်သောမေတော်ခြင်းကရှောင်တယ်မုဒဝါဒနော်သူရမေရယဆိုတဲ့ဒါတွေကရှောင်ခြင်းတယ်ဝိကာလဘောဇနနည်းနည်းပိုင်းမှာစားတယ်မွန်လွဲချိန်မှာမစားနည်းနည်းပိုင်းမှာစားပြီးတော့မွန်လွဲချိန်မစားဘူးဆိုတာသူတော်စင်တွေရဲ့ဓလေ့ထုံးတမ်းဆက်လာလုံးဝမစားပဲနေတဲ့ဥပုပ်မဟုတ်လုံးဝမစားပဲနေလို့ရှိရင်လူကိုဆင်းရဲအောင်ဒုက္ခဖြစ်အောင်လုပ်ရရောက်အတ္တကိလမထတော့ဒုက္ခရောက်အောင်လုပ်တဲ့ပုံစံမျိုးဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကမနေ့ပိုင်းမှာစားပြီးအချိန်နေပိုရအောင်ဝိကာလဘောဇနာနေ့12နာရီကနေနောက်ပိုင်းမှာမစားတော့ဘူးမနေ့ပိုင်းနေ့တစ်ချိန်နဲ့စားသူတော်စင်သူတော်မြတ်တွေလိုက်နာလေးရှိတဲ့အချိန်ပိုင်းပဲလို့သူတို့ဆိုလို့အဲ့ဒါနောက်ပိုင်းမစားခြင်းအပြင်ကျမ်းမာရေးအတွက်လည်းပိုကောင်းတယ်လို့ဆိုတယ်။ဘာဖြစ်လို့လဲဆိုလူတွေကလည်းညတဝတပြဲစားပြီးတော့အိတ်ကြတာလူကသာအိတ်နာဥကမအိတ်တယ်။ဥကိုတော့အလုတ်ပေးထားပြီးကိုကတော့တခေါခေါအိတ်နေမတရားရာရောက်တာပေါ့။နော်။ညကိုစားပြီးတော့အိတ်လူကတော့အိတ်ဥတွေကလောက်ရတယ်ထဲထဲမှာအစာတွေရှိနေသူမှဒုက္ခတွေအဲ့ဒီလိုအလုတ်တွေပေးထားပြီးတော့လူကအိတ်ကြအဲ့ဒီလိုဖြစ်အေးညစာမစားတော့ဘူးဆိုဥလည်းအနာပေးလိုက်တယ်ပေါ့အဲ့ဒီလိုနေတော့ဒီဝိကာလဘောဇနာလဲနောက်နိစ္စကိတဝါရိတဆိုစိတ်ထဲမှာပျော်ဖို့အပြင်းဖြေဖို့ဒီလိုစိတ်ကိုအာယုန်နေနဲ့ပျော်အောင်လုပ်တယ်ဆိုတဲ့စနစ်ကိုမလုပ်တော့ကိုယ်ကိုသတ်ဖတ်အောင်ပြုပြင်တယ်ကိုယ်ကိုနှစ်သက်လာအောင်လုပ်တယ်သူတော်ဘာကိုယ်ကိုနှစ်သက်လာအောင်လုပ်တယ်ဆိုအလုပ်တွေမလုပ်တာအောင်နိစ္စခိတမာလာကနာလို့ဆိုလို့အဲ့ဒါတွေရှောင်လိုက်တယ်ရှောင်ပြီးတော့အိယာအိတ်တဲ့အခါမှာဇင်ခန္ဓာမျိုးမဖြစ်အောင်ဥစ္စာတေနမဟာတေနခင်းကြီးခန်းကြီးနဲ့အိတ်တဲ့အိယာမျိုးတွေနဲ့မအိတ်ဖဲနဲ့နော် symbol bed အိတ်အဲ့ဒီလိုလေးရိုးရှင်းရှင်းလေးအိတ်တယ်ဆိုတဲ့ဒီအနေထားမျိုးနဲ့တရားဓမ္မကျင့်သုံးလို့ရအောင်ဥပုသ္တိလကိုစောင့်တည်လေးရှိကြတယ်ပေါ့အဲ့ဒီလိုသူဟာဥပုပ်ကိုတယုတတိတလေးတစားစောင့်တည်ခဲ့တယ်တဲ့